အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ AFS Special Class စာပေကဘာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာတလားကအလွန်ထူးဆန်းလာတဲ့အလားပါစံနှုန်းများပတ်တူလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ရှေးခေတ်မာယန်တို့ရဲ့ဦးခေါင်းရှင်ရှေးခေတ်ကမာယန်လူမျိုးတို့ဟာဆိုရင်ဦးခေါင်းချွတ်ချွတ်ရှိရှိကိုလှပါတယ်ပိုပြီးစင်နှဲမြင့်တယ်လို့သတ်မှတ်ကြပါတယ်ဒါပေမဲ့ဦးခေါင်းချွန်ဆိုတာကတာမန်လောက်ပဲချွန်ရုံမဟုတ်ပဲအရန်ကိုချွန်ပြီးရှေ့အထိပြုတ်လုပ်ကြတာပါဝေခဲစားကလေးငယ်လေးတွေရဲ့ဦးခေါင်းကိုတက်သားပြားအကွေးနှစ်ခုကိုအရှိနဲ့အနောက်ချီနှောင်ပြီးတိတ်ကိုတင်ကျတဲ့အထိညှက်ထားလိုက်ပါတယ်ဒီလောက်ဆောင်မှုဟာလာပိုင်းအထိသို့မဟုတ်နေ့တော်ကြတဲ့အထိလှုပ်ဆောင်ကြပါတယ်။ကလေးငယ်ကိုအဲ့ဒီလိုလှုပ်ဆောင်ပြီးလာသားအရွယ်လောက်ထိပဲထားတတ်ကြတာလည်းရှိသလိုအတော်အတန်အသက်ကြီးရဲ့အထိထားတတ်ကြတာလည်းရှိပါတယ်။ခုလိုမျိုးအကောင်းချေချေချွန်ချွန်ဟာသူတို့ရဲ့နတ်ဖျားတွေပေါ်ယုံကြည်ကိုးကွယ်မှုတွေကိုလည်းပြသပါတယ်။ခုလိုမျိုးအကောင်းပိုင်ဆိုင်တဲ့ဟာနတ်ဆိုးရဲ့ယံကနေကောက်ွယ်ပေးရလို့ယုံကြည်ကြပါတယ်တဲ့။ Tuberculosis အလားTuberculosis ဆိုတာကအခြားမဟုတ်တဲ့ TB ရောဂါပဲဖြစ်ပါတယ်။ Victorian ခေတ်မှာဆိုရင်တော်တော်ပိန်တဲ့ခန္ဓာကိုဖြူဆုပ်တဲ့အသားရည်နီးပြော့ပြော့ပန်းတဲ့နှာခမ်းဝင်လဲနေတဲ့မျက်လုံးတစ်စုံစတာတွေကအလှပလို့သတ်မှတ်ခံခဲ့ရပါတယ်။အဲ့လိုသတ်မှတ်ချက်နဲ့အညီလှပနိုင်ဖို့အတွက်အမျိုးသမီးတွေဟာစိတ်တောက်ပါတဲ့မိတ်ကပ်ဖြူတွေကိုသုံးခဲ့ကြပါတယ်။ဒါပေမဲ့ပြောရရင်မိတ်ကပ်နဲ့ပြင်တာထက်တကယ်ကိုနေမကောင်းဖြစ်နေတဲ့ပုံစံကိုပိုပြီးဖြစ်ချင်လာကြပါတယ်။နေမကောင်းဖြစ်တဲ့အခါပြစ်တယ်လို့မျိုးဖြူဆုံးနေဖို့အတွက်အစိပ်ပါဝင်တဲ့မျက်နှာချီအဖြူတွေသုံးကြတယ်။အပြားတက်တဲ့အခါဖြစ်တယ်လို့ပါးနေဖို့အတွက်ပါးနေဆိုကြတယ်။တိတ်ကိုပိန်စေဖို့အတွက်ကိုလေးချိန်ကိုအလွန်ကျွံလျှော့ချကြတယ်။ဝင်လက်နေတဲ့မျက်လုံးဆိုတာဟာတကယ်တမ်းကတော့ဖျားတဲ့အခါအပူတက်ပြီးမျက်ရည်ပူလေးရနဲ့အတူတူပါပဲ။အဲဒါကြောင့်ဒီစံတော်အလားကိုညီနိုင်ဖို့သူတို့ကိုယ်သူတို့နေမကောင်းဖြစ်အောင်ကိုပြုလုပ်ကြပါတယ်။အဲဒီခေတ်ကာလမှာအမေရိကနဲ့ဥရောပနဲ့အနှံ့မှာ Tuberculosis ယောဂဟာပြန့်နှံ့ဖြစ်ပွားနေခဲ့တာပါ။ဒါပေမဲ့လည်းယောဂနဲ့အလားပါကိုအယူအဆမှားခဲ့ကြလို့ဆိုရမလားပါပဲ။ယောဂဖြစ်ပွားနေတာကိုလှပတယ်ဆိုပြီးသတ်မှတ်ခဲ့ကြတာပါ။အင်ဒိုနီးရှားရဲ့သွားချုံအောင်ပုံသွင်းခြင်းသွားကိုချွန်ရှားအောင်သွေးခြင်းတိုက်ခြင်းထွင်းခြင်းလို့လည်းပြောလို့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့မန်တာဝင်နဲ့ Balinese Hindus တို့တိုင်းသားလူမျိုးစုနှစ်စုဟာအခုလုံထုံးတဲ့လေ့ကျင့်ကိုကျင့်သုံးကြပါတယ်။ဒီထုံးတဲ့စင်လာဟာသူတို့ရဲ့အလားပါစံတော်တစ်ခုပါပဲ။အမျိုးသမီးငယ်တွေဟာသူတို့ရဲ့သွားကိုခုလိုမျိုးလုပ်ရတဲ့အခါနာကျင်မှုကိုလည်းခံစားရပါတယ်။မေးစည်းနဲ့ထုံစည်းတို့လည်းမပါပဲဒီတိုင်းလုပ်ရတာပါ။ခုလိုမျိုးသွားချုံတဲ့အမျိုးသမီးဟာတာမန်ထက်ပုံမလှပရလို့သတ်မှတ်ခံရပြီးလူကြီးတစ်ယောက်ဖြစ်လာဖို့နဲ့လက်ထပ်ဖို့အတွက်အသက်ဖြစ်နေပြီဆိုတဲ့သဘောကိုဆောင်ပါတယ်တဲ့။နောက်ဆက်သူလေးတွေရောယခုဖော်ပြသွားတဲ့အလားပါစံနှုန်းတွေထဲမှာဘယ်ရာကအထူးဆန်းဆုံးလို့ထင်ပါတယ်လေ။ကောမန့်ထဲမှာရေးပေးသွားပါအောင်နော်။နောက်လည်းခုလိုမျိုးဗဟုသုတတွေကိုအစင်မပြတ်နားဆင်နိုင်အောင် YouTube channel လေးကိုလည်း subscribe လုပ်ပေးသွားပါအောင်အဆုံးထိနားထောင်ကြည့်ရှုပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်